မြန်မာနိုင်ငံမှာဘောလုံးပြိုင်ပွဲတွေကို Profession စတင်ပြောင်းလဲခဲ့တဲ့2009-2010 ကာလတွေမှာဘောလုံးချစ်ပရိသတ်တွေဟာကွင်းပြီးကွင်းရှန်လာရောက်အားပေးခဲ့ကြတာကိုဒီဗီဒီယိုထဲမှာမြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။ရန်ကုန် United လိုအသင်းကြီးမျိုးမှမဟုတ်ပါဘူး။ခြားသောအသင်းတွေကိုလည်းပရိသတ်တွေဟာအားတက်တရောလာရောက်အားပေးခဲ့ကြတယ်ဆိုတာမြင်တွေ့ကြရမှာပါ။အားလေးတိုင်းကရန်ကုန် FC ကနေပြီးတော့ဘာဘိုတင်ပေးတဲ့ဘောလုံးကိုအမှတ်မတင်တဲ့နောက်ခံလူတွေကြားထဲကနေပြီးတော့နံပါတ်9ရန်ပိုင်ချီကွင်းနဲ့တော့ပြီးတော့ကျွန်တော်တို့ကန်သွင်းတဲ့အခါမှာအခုဆိုရင်ပထမပိုင်းပွဲစားလာ4မိနစ်ကျော်ကျော်ပဲရှိပြီခင်ဗျဒီချိန်မှာရန်ကုန် FC ကပထမဦးကိုတင်ဝင်အောင်ခုတ်တင်ထားပြီခင်ဗျာရန်ကုန်လိုက်တယ်ခင်ဗျာရတယ်ခင်ဗျာဂိုးပါလေခင်ဗျာလာပါဂိုးပါချေပါဂိုးပါခင်ဗျာလာပါခင်ဗျာနံပါတ်9နိုင်ဦးမြို့မှာခင်ဗျာဘိုးမချေအထွက်မှာလွတ်လွတ်ကျွတ်လာပါချေပါလို့ပွဲရတော့တစ်ဖက်အားသာများကိုရှိမြတ်တဲ့အတိုင်းပါပဲပြိတ္တာဟာလက်ကုပ်လက်ဝါတစ်ချောင်းမြောင်တီးပြီးတော့အားပေးတော့ဆွဲတယ်ပါတယ်မျိုးမင်းတို့လက်ကုပ်ဆွဲသွားပြီးမျိုးမင်းတို့မဲ့ဘီကိုဆိုင်ရှိရောက်လာပြီးတိုင်းထိုးပေးလိုက်ပြီးဆွဲမှတ်တယ်ကဲဖိုးရခင်ဗျာလှပါတယ်ခင်ဗျာFC တင်းကတောင်းမဲ့900နေရာယူကစားပြီခင်ဗျာဒိုလေးလက်ထွက်ကိုကြိုးစားတယ်ဒါပေမဲ့ရန်ပိုင်ရန်ဆေးယူတယ်နောက်ကအောင်ကျော်မိုးကန်နေတဲ့ဘယ်ချင်းနဲ့ဂိုးရခင်ဗျာအောင်ကျော်မိုးပါခင်ဗျာအမှတ်မတင်ရန်ကုန်ဘီကုတ်7ရဲ့ကျွန်တော်တို့ဝါတဲလောက်အကားနေပြီးတော့အကွာနေကိုကျွန်တော်တို့ဂိုးတဲ့ကိုတဟုန်တို့အမြောက်ဘက်ကန်သွင်းရမှာဂိုးသမားအောင်ဦးအမှတ်မတင်ဘယ်ဘက်က